เคရှင်မသက်ခန်းကြီးငါငယ်တော့ကျွန်တော်တွေ့ရင်ဒီဘက်ဖတ်ရအောင်နော်စိတ်နှလုံးနှိမ့်ချသောသူတို့သည်စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်တယ်ပြောပါအာမင်အာမင်ဘုရားကစိတ်နှလုံးနှိမ့်ချတဲ့လူစိတ်ဝင်စားတယ်အာမင်ငါတက်နိုင်တယ်ငါသိတယ်ငါဆိုတဲ့ပုဂ္ဂိုလ်ကဘာလို့လဲမာနဲ့ဟေရှာယ14မှာငါဘုရားပလင်ပေါ်မှာတက်မယ်ငါကျယ်ရုံးမှာထိုင်မယ်ငါဆိုတဲ့စကားလုံးပိုင်တာကဘာပေါ်မှာယေရှုတပါးပဲရှိငါလုံနိုင်တယ်ဆိုတဲ့စကားငါတက်နိုင်တယ်ဆိုတဲ့စကားကဖန်ဆင်းရှင်ဘုရားတပါးပဲရှိချစ်တော်ညီမတို့အဲဒါကြောင့်ဘုရားနေရာကိုမယူပါနဲ့အရာရာငါမတက်နိုင်ပါဘူးအရာရာငါလုပ်တာမဟုတ်ပါဘူးအိမ်ဝင်နိုင်တဲ့ဒီအိမ်မှာငါပတ်စံနဲ့ဝယ်တာမဟုတ်ပါဘူးကိုတော့ပေးလို့ပါဒီနေ့အမှုတော်ဆောင်တာငါတက်နိုင်တာမဟုတ်ပါဘူးဒီနေ့လက်ပြတ်ဆူတောင်းလူတွေလဲတာငါကြောင့်မဟုတ်ပါဘူးဒီနေ့ငါလက်ပြတ်ဆူတောင်းလက်ဆိုးတွေထွက်တာငါကြောင့်မဟုတ်ပါဘူးဟုတ်ပြီလားဒီနေ့ဘာကိစ္စပဲလုပ်လို့အောင်မြင်ခြင်းကဘုရားဘက်ကလာတာဖြစ်တယ်အဲ့ဒီဘုံကိုကျွန်တော်တို့ဘာဖြစ်မလဲသူ့ပဲပေးရမှာဖြစ်တယ်ပြောပါအာမင်အာမင်အဲ့တော့ဘုရားနေရာကိုယူမဝင်တတ်ဖို့လိုတယ်အဲ့တော့နှိမ့်ချတဲ့လူကိုဘုရားချီးမြှောက်မယ်ပြောပါအာမင်အာမင်အဲ့တော့နှိမ့်ချရင်မင်္ဂလာရှိတော်တတ်တာကောင်းငင်နိုင်ငံကထိုသူရဲ့နိုင်ငံနဲ့ဆိုတော့ကောင်းငင်နိုင်ငံကသိနိုင်ငံဖြစ်ခြင်းချစ်တော်ညီမတို့ခွန်အားပေးခြင်းနဲ့နှိမ့်ချတာမာနတတ်တာတတ်တယ်မာနတွေတက်လာတဲ့ခါကျရင်ဆရာတော်မမြင်တော့နော်တရားဟောဆရာပဲဖြစ်ဖြစ်သင်ဟောဆရာပဲဖြစ်ဖြစ်နော်ကားဟောဆရာပဲဖြစ်ဖြစ်သင်ဘောမှာသင်ကိုဆရာတွေတော့များမှာပဲတခါကျရင်ဆရာကိုပြန်ကြော်သွားတာရှိတယ်ဆရာကိုကြော်တာရှိတယ်ဟုတ်လားဆိုတော့ဆရာကိုမကြော်ပါနဲ့ဆရာအားဖြစ်ပဲသင်ကဘာဖြစ်လဲဆရာတယောက်ဖြစ်ဖို့အတွက်အခွင့်ရတယ်ပြဘာဖြစ်လဲဆရာကိုမကြော်သလိုဆရာကတော့ဥပဇင်းဆရာကယေရှုဖြစ်တယ်ပြောပါအာမင်အာမင်အဲ့ဒါကြောင့်ဘာလို့ရမလဲနှိမ့်ချတဲ့လူဘုရားချီးမြှောက်ကျမ်းပိုက်မှာချမ်းသာမှာအများကြီးပဲเนาะကျွန်တော်လိုရင်းတူရင်ဟောတဲ့အတွက်အများကြီးဖွင့်ပြနေသင်နည်းနည်းရှုပ်ထွေးမှာဆိုလို့ဆိုတော့နှိမ့်ချလိုက်ပါလွယ်လေးပဲသင်ရောက်တဲ့နေရာမှာနှိမ့်ချပါရောက်တဲ့နေရာမှာငါကဘာမလုပ်ပါနဲ့နှိမ့်ချတဲ့လူတွေရဲ့အသက်တာကိုဘုရားဘာဖြစ်လဲချီးမြှောက်တယ်နှိမ့်ချတဲ့အသက်တာကိုလည်းချီးမြှောက်ခဲ့တယ်ကိုနှိမ့်ချတဲ့စိတ်ရှိတဲ့လူလည်းဘုရားကချီးမြှောက်တယ်ဘာကြောင့်လဲဆိုတော့ဘုရားကိုယ်တိုင်နှိမ့်ချတာကိုကြိုက်တောက်တန်ချမ်းနေမှာလည်းအများကြီးနေရာမှာရေးထားတယ်နှိမ့်ချတဲ့လူဘုရားကကောင်းကြီးပေးတယ်ဟုတ်လားမနှိမ့်ချတဲ့လူဘုရားဘာဖြစ်လဲဘုရားကသူ့ကိုမုန်းတယ်လို့ရေးထားတယ်မုန်းတယ်ဘုရားမုန်းတယ်နှိမ့်ချပါတင်းကြောင်မဟုတ်ပါဘူးကိုတော့ကြောင့်ဒီနေ့ဘာလုပ်လို့ကိုတော့ကြောင့်ဒီနေ့ကျမ်းမာနေတာကိုတော့ကြောင့်ချမ်းသာနေတာကိုတော့ကြောင့်အမှုတော်ဆောင်ရတာကိုတော့ကြောင့်ဒီလောက်အများကြီးအိမ်ဝင်လောက်ရတာကိုတော့ကြောင့်ဟုတ်လားသင်နေတဲ့မျိုးမှာသင်ဘောစီဖြစ်နေတာကိုတော့ကြောင့်ကိုတော့မမေ့လိုက်ပါနဲ့ဘေးကလူပြောလိုက်ပါဦးလားဆွေပြီးကိုတော့မမေ့နဲ့ကိုတော့မပါပဲဘယ်လုံးမှအစပြုလို့မရဘူးပြောပါအာမင်အာမင်ဟာလေလုယာဟာလေလုယာအဲ့တော့နှိမ့်ချတော်သူကိုဘုရားချီးမြှောက်တယ်နှိမ့်ချတော်သူကိုဘုရားကောင်းချီးပေးတယ်နှိမ့်ချတဲ့သက်ကမင်္ဂလာရှိတယ်နှိမ့်ချတော်သူကိုဘုရားဘာလုပ်ပေးမလဲကောင်းငင်နိုင်ငံထိုသူတို့နိုင်ငံဖြစ်တယ်ပြောပါအာမင်အာမင်โอเคဟောက်စီတိုင်းဘုရားကစားတဲ့ကောင်းချီးပေးပါစေအာမင်ဟာလေလုယာ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 